သောရရှာခင်အခုအခါမှာမြန်မာနိုင်ငံအစိုးရဟာတိုင်းရင်းသားအင်အားစုတွေနဲ့ညှိနှိုင်းဖို့ပြည်တွင်းစစ်ရပ်စဲဖို့ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက်ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့ဆိုတာကိုအသစ်ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်အရင်တော့နှစ်ဖွဲ့ရှိခဲ့တာကတချို့ကခေါင်းမာတဲ့ပုဂ္ဂိုလ်ပါတယ်ဘာညာအမျိုးမျိုးသတင်းတွေထွက်ခဲ့ပါတယ်အခုခါမှာတော့တိုင်းရင်းသားအရပ်သားတူဖြစ်တဲ့ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခန်းကိုဥက္ကဋ္ဌထားပြီးတော့ဖွဲ့စည်းတဲ့ပုံမူကျပြန့်တဲ့အဖွဲ့အစည်းဖြစ်တယ်လွှတ်တော်ကတိုင်းရင်းသားရေးရာနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေပါတယ်တရားသူကြီးရုပ်ရှင်တွေရုပ်ပါတယ်စစ်စင်ရေးမှာအဓိကပါဝင်တဲ့ဒေသခံတိုင်းမှုတွေပါတယ်လည်းပါတယ်ဆိုတော့ဒါပုံမူထိရောက်မှုရှိတဲ့အဖွဲ့ဖြစ်တယ်လို့အဖွဲ့ထဲမှာပါဝင်တဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတူကပြောပါတယ်ဆိုတော့ပထမဆုံးတိုင်းရင်းသားသတင်းသမားတွေဒီအခုတိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ပဋိပက္ခတွေကိုအစဉ်တစ်ဖြင့်သတင်းရေးနေရတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်လိုကြားပါသလဲဘယ်လိုမြင်ပါသလဲဆိုတာပထမဆုံးကျွန်တော်ကိုနော်ဒင်းကိုမေးချင်ပါတယ်ကိုနော်ဒင်းတာဝန်ယူပြီးတော့လိုက်နေတဲ့ကိုနော်ဒင်းတို့ဒေသကဖြစ်တဲ့ KIO KIA တို့နဲ့ဖြစ်တဲ့တိုက်ပွဲဟာလောလောဆယ်မှာအပြင်းထန်ဆုံးတားလို့မရဆုံးဖြစ်နေပါတယ်ဆိုတော့ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့အသစ်ကိုပြုပြင်ဖွဲ့စည်းလိုက်တဲ့အတွက်ကချင်ဒေသငြိမ်းချမ်းရေးရဖို့အတွက်တစုံတရာအလားအလာကောင်းတွေ့ရပါလားကိုနော်ဒင်းဟုတ်ကဲ့အခုလိုမျိုးချမ်းတိုင်းတာဖြစ်တဲ့ကျွန်တော်ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခန်းကိုဒီခုငြိမ်းချမ်းရေးအတိဖွဲ့စည်းလိုက်တဲ့ကောင်စီရဲ့ခေါင်းဆောင်ဖြစ်တဲ့ခဏတာကတော့တကယ်ပဲเนาะကျွန်တော်ရဲ့ကိုယ်ပိုင်မြင်ရတော့ကျူးဆူပါတယ်ကချင်မျိုးသားတွေအားလုံးကလည်းကျူးဆူပါလိမ့်မယ်သို့တော်လည်းပဲသူ့ရဲ့ဘလောက်ထိသူကဒီလွတ်လွတ်လပ်လပ်နဲ့ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုတကယ်ပဲကချင်လူမျိုးတွေတောင်းတတဲ့နိုင်ငံရေးတင်းလုံးကိုခြေခံတဲ့နိုင်ငံရေးဆွေးနွေးပွဲကိုဘလောက်ထိသူကဥဆောင်နိုင်ဖို့သူလုပ်ပေးနိုင်မလဲဥဆောင်နိုင်မလဲဆိုတဲ့အခြေအနေကတော့เนาะကျွန်တော်စစ်ပါဆရာဖြစ်တယ်တခုကလည်းဒီမှာဆိုရအနေနဲ့ကသူကဒီ2008အခြေခံဥပဒေမူပေါင်းအသေးမှာပဲသူကနိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းတွေအားလုံးကိုသူကအဓိကเนาะလုပ်ချင်တာဖြစ်တယ်ဆိုလို့ရှိရင်သူ့အနေနဲ့ကတော့ရုပ်ပြပဲဖြစ်ပြီးမှကျွန်တော်လက်တွေ့မှာသူဘယ်လောက်ထိလုပ်နိုင်မလဲသူ့ကိုဘယ်လောက်ထိစစ်တပ်ကသူ့ကိုအခွင့်အရေးပေးထားမလဲပြီးရင်သမ္မတဦးသိန်းစိန်သူရကရောသူ့ကိုဘယ်လောက်ထိသူ့ကိုအာဏာပေးထားမလဲဆိုတဲ့အချက်ကတော့အရင်အရေးကြီးပါလေဆိုတော့ဒီအခုဖွဲ့စည်းတဲ့ငြိမ်းချမ်းရေးအဖွဲ့ထဲမှာတိုင်းမှုတွေတတ်မှတ်မှုတွေလည်းပါလာလိမ့်မယ်ဆိုတော့ဒီပုဂ္ဂိုလ်တွေပါလာခြင်းဟာငြိမ်းချမ်းရေးဖော်ဆောင်ဖို့တဲ့ပိုပြီးအထောက်အကူမဖြစ်နိုင်ဘူးလားသို့တည်းမဟုတ်သူတို့ဟာငြိမ်းချမ်းရေးဖော်ဆောင်ဖို့တဲ့ပိုပြီးတော့အဟန့်အတားဖြစ်စေမယ်ထင်ပါလားဆရာခွန်ဆိုင်ဘယ်လိုသဘောပါလဲဟုတ်ကဲ့ကျွန်တော်အမြင်ပါဒုသမ္မတကြီးစိုင်းမောက်ခမ်းပါတာဟာရိုးလူတွေနော်လူဘိန်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီဥစ္စာက make up ပေါ့ဗျာနော်ဒါပေမဲ့ make up ဖြစ်တယ်ဆိုတာကအရေးမကြီးဘူးလားဆိုတော့အလုတ်တိုင်းမှာလို့ပဲ make up ဆိုတာအများအားလိုတာပဲနော်ကျွန်တော်တို့ make up မရှိဘဲနဲ့ဒီဟိုကြည့်ရှုလို့မကောင်းဘဲနဲ့အလုတ်တစ်ခုလုပ်ရတယ်ဆိုတာဒါမဖြစ်နိုင်ဘူးပေါ့ဒါကြောင့်မလို့ဒီဒုသမ္မတကြီးစိုင်းမောက်ခမ်းပါတာဟာဒီဥစ္စာဟာmake up ကောင်းတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ပြောရပါလိမ့်မယ်နံပါတ်1ကနော်ဟုတ်ကဲ့နံပါတ်2တော့ဒီစစ်ဖက်ဆိုင်ရာကဗိုလ်ချုပ်ကြီးစိုးဝင်းကိုယ်တိုင်ဒုဥက္ကဋ္ဌဖြစ်ပါဝင်တယ်နောက်ပြီးမှဒီအရေးကြီးတဲ့ဒီစစ်တိုင်းဒေသကဒီစစ်တိုင်းမှုတွေလည်းပါမယ်ဆိုဒီဥစ္စာကချင်ဘက်ကရော SSA တို့လိုရှမ်းပြည်တမတော်တွေကလည်းသူတို့ရောမှနေတဲ့အခြေအနေပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုထိငြိမ်းချမ်းရေးအတွက်အပြစ်ခတ်ရစေးရေးစာချုပ်လုပ်ခဲ့ပြီး SSA ဆိုလို့ရှိရင်9လကျော်ပြီအခုထိအကောင်ထဲမှာပေါ်နိုင်သေးတာဒီစစ်ဖက်ဆိုင်ရာဘက်ကပါဝင်မှုဟာသိအားနည်းနေသေးတယ်လို့သူတို့မြင်တယ်ဒါကြောင့်ဒီစစ်ပိုင်းဘက်ကပိုပြီးတော့မှအာဏာရှိတယ်လို့ဆုံးဖြတ်နိုင်တယ်ပါလို့ရှိရင်သိကောင်းလိမ့်မယ်လို့သူတို့ကိုယ်တိုင်ကအကြံပြုတာဖြစ်ပါတယ်ဟုတ်ကဲ့ကိုနော်ရင်းကစစ်တပ်ကအကြီးအကဲတွေကိုယ်တိုင်ငြိမ်းချမ်းရေးအဖွဲ့ထဲမှာပါဝင်ဆွေးနွေးမယ်ဆိုတော့ဆွေးနွေးပွဲကောင်းလာနိုင်တဲ့အလားအလာမမြင်ဘူးလားခင်ဗျာဒီနေရာမှာဟုတ်ကဲ့ကျွန်တော်ကဒီနေရာမှာပြီးခဲ့တဲ့ကချင်ဖိခရဆေးရနဲ့အခုတိုက်ပွဲဖြစ်တဲ့နောက်ပိုင်းမှာပြည်စုံပွဲရဲ့အတွေ့အကြုံကိုနည်းနည်းလေးပြောချင်တယ်စစ်ဆူရလက်ထက်မှာတော့ကျွန်တော်အပိခရဆေးရကိုလုံနိုင်တယ်သို့တော်လည်းပဲဒီအယက်သားဆူရလို့ပြောတဲ့သမ္မတဦးသိန်းစိန်ဆူရတက်လာတဲ့နောက်ပိုင်းမှာစပြီးမှတိုက်ခိုက်လာတော့ကျွန်တော်တွေ့ရတယ်တိုက်တဲ့နောက်ပိုင်းမှာလည်းပဲကျွန်တော်အခုချိန်ထိခုနှစ်ချိန်ကအနေဆုံးကျွန်တော်KO ကိုယ်စားလှယ်ဖွဲ့နဲ့ကျွန်တော်အစိုးရဘက်ကဦးအောင်တောင်ဦးဆောင်တဲ့ငင်းချမ်းရေးကိုယ်စားလှယ်တွေကကျွန်တော်တွေ့ဆုံခဲ့တယ်
every two boy, two years in the Nagaye could soon to put a diga, Georgia, being the Jana, Yungimudi of food, a type boy defeated Nea, Digan, everyone, a pet Yagule, Sukabe, food. At the boat, to need chatting it through Tupian Damunishikere. I do not know the cave, Sutaka, Eda, Volena Momishibu. Eda Jama Ku, Chenimaga, the cave, the Asuyaga, Inchanye, Simane, Inchanyego, Lula, La, to their checker, no? To know Megunji, Chineva. Okay, not even to sell period Kumina, who on down Jango, could not in a bill, who come out on down Lema Paro, Bulu Pure variety. I detect legend on Michigan now. Sit that come, Malina Buswan and Pacific General, the Renju, Pioviazi, the two are Babiolis. But soon as Rabio Male, Nina Hare, Miti, and Poja, with a mire, do we make a chamber ma, Kia Gandan Ria, through Taco, through Tino Yadi Dian. Kachin Pidused de Presitare, I Pidused de Boga, Mimpia, Diam Lina, Pidused de Dana, Sitaka, Kaya Lusuare, I check off Love Mamale. It's not never that Lunga Mamangamu, no? That they them she would have to know me, but don't let Lucy. Ike Becca, the Ayata, a poety go through a poesida, Tada, the Mamale, to the leve, a Yata poety, Alunga, Tessaya, Adida, Didima, a Chesai Tade, Genodi, Tessaya, Gay, India, Ochomo Alma, the Siena Batede, Takemudi Alunga, Druga, a Mingo, the Lenayada Pity. Okay, so, Kunari, you know, Piamijimare, a good general, see at the Denhawa, Sozoave, Nina put the problem we need to meet. As a general Kachine in Dreamer, Tribute, a column best on power, President through Dreamer, Nanazon Dreamer through up Jover. So Kachin, Nan Madrigima, you know, Uang down and Dreamer, and I remember Pilebu, Piedora, Uang down about Usamaka, Usam we dream. So Ukunsan makeup link your dreamers. Buvio a mean counter chain in Mumia or Pilan in Matimla Kunandin. A Kachini Becca or Elomio, Miolimba, Diga, a Nangayigo, Yamian Telana, a swinging boy Mu go Kachini Becca, Lulani Lapide. Nala only saying to Yao de Dru, Tom Suda Cheshi de, a Digaro, Jata de Alongado, Pindongane, Vima, Sala the Fide, Pindong, Kudikuko, Kudim Dido, to know, a Colombian Tatani. A pillar of Fido, a three song boy, the Alunga, Eddie Pecco, Uti Dore, and a swinging boy, Fiame. Good nodding, Ada, Kachinga, Luelu, whom you manning a Marcia, Lenaka in Taina in Azu, Tom Yana, Nale Muli, Toyalavi, Majaginga, Didier, Malapigat, Yakabe, CNF, never drew Lemay to Jare Banya. So Pachanale, Chataina Real Pin Longa, the Botun Jaco counter for one and a Pimpusa, Ludan Georgia. Kachinga did Jore, Bjornam Abdumam to do it and then discovered Georgia, Gunadina Josu. Pachilo Kachingama, walk with be of just not 10 Janjit, Tin, like Gunadina Bogui, I mean, let's think of changing people. Diga got a cool chinema. Kachin Bidu to the Alungale to Chamo the cool, she did now. Kachin Bidu to the, you know, the Kachin. Museum Yasuga Korean if it to do got the Alunga the Dindo Masudan Way Pipana, Alunga, Kura, the General Type Boy, Yata would have Sudanda Mishiro. No? Ayinga the Inchanye, Kala Dungado, Abamavi in Champuda, Chimping in Champuda, General the Chimudi, Alunga Sudan Jare. To the General the Picket and the Tapoetilla and Abai Mag, Chimudi Alunga, the Kachin. Who by Uchakui Yapu Doivano? Kachindu Mudi, Yatin Yata, Chukcha Anago, Yapu Doi, you know, Kachindu Mudi Alonga Ku, no? Two down in Jada Pite. Eddie check Campima Ku, the dear old Becca, like Chindu Mudi, Lula, and Yapai Kuide. Kuchini Mada, Lamman, my Yabima, no, Chindu Mudi Alonga Tokamu, a Piwa Yane. A gong song one, no? In the Mudi, Takamoko, a gong song, Mimasung Yane, a Chenego, Yola V, to the Checo, no? You know, Nega, Mimane. Okay, Conori. Ukon piece of cynicism, a Kachin, Dida Mama, Bapsilo Vietnam, Jim Lepiniale, Janet, I ain't there, who could not impel the Kachin, I ain't there, Lujan Lu, Federation, Lujine, Kuban Piatangu, Lujinare. Nangisa of Pila Zignare, and I'm a bachelor Kashina Giza on Hilomiana Mutimale.
ဒီကချင်နေကတော့သူကဒီပြင်အဖွဲ့တွေနဲ့မတူနိုင်တာကတော့ဘာဖြစ်လို့လဲဆိုတော့သူကဒီခါတီးတဲ့အတွေ့အကြုံကိုသူကရလိုက်တယ်ပေါ့ဗျာနော်ဒီမထင်မှတ်တဲ့ဒီစစ်ပွဲဖြစ်လာတဲ့အခါကျတော့ဒီခါတီးတဲ့အတွေ့အကြုံရသူတို့ကနိုင်ငံရေးဘက်ကအရင်ဖြည့်ရှင်းနေတယ်လို့အဲ့လိုမျိုးသူတို့အနေနဲ့တောင်းဆိုမှုဖြစ်လာတယ်လို့ကျွန်တော်ထင်ပါတယ်နော်။ဒီနည်းနဲ့ပဲဖြစ်ပေါ့ဗျာနော်ကျွန်တော်ထင်တာကတော့ဒီကျွန်တော်တို့ပင်လုံအခွင့်အရေးနောက်ကျွန်တော်တို့ပြည်နယ်တွေအခွင့်အရေးကိုရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းပြည်နယ်ကြီးပဲတတ်တောင်းလည်းမရဘူးဒီကရင်ပြည်နယ်ကြီးပဲတတ်တောင်းလည်းမရဘူးရခိုင်ပြည်နယ်ကြီးပဲတတ်တောင်းလည်းမရဘူးကျွန်တော်တို့ပြည်နယ်တွေအားလုံးကဝိုင်းပြီးတော့မှတူတူတွဲပြီးတော့မှတောင်းရမယ်ဒါတွေမကသေးဘူးဒီဟိုတိုင်းဒေသကြီးတွေနဲ့ပေါင်းပြီးတော့မှထပ်တောင်းရမယ်နော်အဲ့လိုမှကျွန်တော်တို့ဖြစ်နိုင်တယ်ကျွန်တော်တို့တပြည်နယ်နဲ့တောင်းတယ်ဆိုလို့ရှိရင်တော့မဖြစ်နိုင်ဘူးဆိုတာကိုမြင်ကြတာကိုကျွန်တော်တွေ့ရတယ်